အားလုံးပဲမင်္ဂလာပါThe Hobby Post တို့စာကြည့်တဲ့အခြေပြုစာအုပ်ဆိုင်နေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ဒီအလင်းသင်တယ်လို့စာအုပ်တွေချုပ်တယ်စာကြည့်တဲ့ကိုအဓိကထားပြီးတော့ဖြည့်ပြတယ်ပေါ့လေနော်အဲ့တော့ဒီရှေ့ရစာအုပ်တွေလည်းကျွန်တော်နောက်ကကြရင်ဆိုင်မှာရှိတဲ့စာအုပ်ကိုဒီတပုံလေးတွေဗီဒီယိုလေးတွေရိုက်ပြီးတော့တင်ပေးမယ်ပေါ့နော်ဒါဆိုရင်တော့ကိုဖတ်ချင်တဲ့စာအုပ်လေးတွေတွေ့တဲ့အခါကျတော့ကြည့်လို့ရရပါတော့အော်ဒီလိုစာအုပ်လေးရှိတာပဲဒီစာအုပ်ကတော့ဝယ်စရာမလိုဘူးပေါ့လေအဲ့လိုမျိုးမဲဆောက်တဲ့လူတွေပေါ့လေနော်အဲ့တော့စာကြည့်တဲ့ကိုတော့အစုံဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းနေတယ်စူးစမ်းရဲဆိုတာမှာအဲ့ဒါတော့ကျွန်တော်စာအုပ်ဝယ်ကျွန်တော်အဟောင်းစည်းကွက်ဒီမှာလည်းကျွန်တော်လည်းရှိတာပေါ့နော်ဘာလို့လဲဆိုတော့စာအဓိကအဲ့အဟောင်းစည်းကွက်မှာကကြတော့ကျွန်တော်ဒီစာအုပ်တွေဝယ်တာပေါ့လေနော်စာကြည့်တဲ့အတွက်ပြန်မထွက်သေးတဲ့စာအုပ်တွေပေါ့ဗျာအဲ့လိုမျိုးဝယ်ဖြစ်တယ်ပေါ့လေအဲ့တော့စာကြည့်တဲ့ကပို့ဆုံးတယ်လို့ပြောလို့ရပါတယ်အဲ့ဒီတော့ကတဲ့ဒီနေ့ဆိုရင်လည်းဒါချုပ်ပြီးတော့ဗောနော်ချုပ်ပြီးတော့ဒီနေ့ကကုတ်သွင်းပြီးသွားပြီဗောနော်ဒါဆိုရင်လည်းကုတ်သွင်းပြီးသွားပါပြီဒီအမှားဆိုရင်လည်းကျွန်တော်စာကြည့်တဲ့ထဲမှာမရှိဘူးဗောနော်အဲ့တော့ကျွန်တော်ပြန်ဒါထည့်တာဗောလေနောက်ပြီးတော့ဒီဆရာတင်မောင်မြင့်ရဲ့ချစ်မှတ်တမ်းဒါကတော့ဇာကားလေးကြည့်ပြီးပြကျွန်တော်လေးနှုတ်ပေါ်ပါလေနော်ဒီဟာလေးကျွန်တော်ကြိုက်ပါတယ်ဒီစာအုပ်တော့မဖတ်သေးဘူးကျွန်တော်ဇာကားကြည့်ပြီးပါပြီအဲ့တော့ဒီစာအုပ်လေးလည်းထည့်ထားတယ်ပေါ့လေနော်ဒါကန့်ကိုကြီးတက်ထုတ်ပါနောက်ပြီးဒီဥစ္စာကတော့ရုံမင်းဦးဖိုးလိုင်ရဲ့ဒီဟာပေါ့နော်ဒီစာအုပ်လေးကကြတော့ကျွန်တော်ဒီအဟောင်းနေပြီးတော့စာကြည့်လိုက်အတွက်ဆိုပြီးဒီကထားပြီးဝယ်တာပေါ့နော်ဝယ်တဲ့ကြံတဲ့ဟာလေးကတော့ဒါသိမ့်မယ်ပေါ့လေနော်အဲ့တော့စာကြည့်ရတယ်မှာဒီစာအုပ်လေးရှိပါတယ်ဒီစာအုပ်လေးနည်းနည်းလေးဖတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေပြီးတော့ဒီပညာတော်သင်သွားတဲ့လူတွေပြင်သစ်ကိုသွားကြရတယ်ပေါ့လေနော်အဲ့လိုပေါ့သွားပြီးတော့ပညာတော်ပြန်လာပြီးတော့ဒီသူတို့ကျမ်းပြုစုကြရတယ်ပေါ့လေနော်တချို့ဆိုလည်းဒီဘာသာပြန်ကြရဲစာအုပ်တွေကိုနောက်တချို့ကြတော့လည်းဒီအင်ဂျင်နီယာပညာရပ်တွေသိလာတယ်အဲ့ဒါတွေကိုကျမ်းပြုစုကြရတယ်အဲ့လိုမျိုးတွေပေါ့လေနော်တော်တော်အဲ့တုန်းကအကြောင်းတွေပေါ့နော်အခြားအကြောင်းတွေလည်းပါပါလိမ့်မယ်ကျွန်တော်ဖတ်လိုက်ရတဲ့အကြောင်းလေးကိုပြောပြတာပေါ့နော်ဒီစာအုပ်လေးကလည်းဖတ်တင်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့လေနော်ဒီအားကြောင့်ကျွန်တော်ဒါလေးထည့်ထားတယ်အချင်းများစွာနေပါဆရာတဲ့ဒါကိုလည်းအခြားတယောက်လည်းဘာသာပြန်တာရှိပါတယ်ပေါ့လေဒီစာအုပ်ကတော့ဒါဆရာတင်မောင်မြင့်ဘာသာပြန်လာတာပေါ့လေနော်အချင်းများစွာနေပါဆရာနောက်ပြီးတော့တပါးသောအသက်တပါးသောသွေးတဲ့နေဦးဝေနော်ဒီဥစ္စာလေးကလည်းကျွန်တော်စာကြည့်လိုက်မှာရှိတဲ့တင့်နေထင်လို့ကျွန်တော်ထည့်တာပေါ့နော်ကျွန်တော်ကိုဒါပဲတယောက်ကပြောတယ်ပေါ့နော်ဒါစာကြည့်လိုက်တဲ့မှာမထည့်ပေးဘူးလားဆိုတာနဲ့ကျွန်တော်ဒါလေးထည့်ထားပါတယ်နောက်မဝါဒနဲ့တွေးခေါ်မြန်မြေဒါဒီဟာနဲ့ပတ်သက်ပြီးတော့ဆယ်မြတ်တဲ့3အုံးရှိရပေါ့နော်ကျွန်တော်3အုံးလုံးထည့်ပြီးထင်းနေတာတကယ်တော့စိုက်တဲ့စင်းနဲ့ရှိတဲ့တော့မတွေ့ဘူးပေါ့နော်ဒါဟိုတနေ့ကတယောက်ကဒီစာအုပ်လေးဖတ်ချင်လို့ပါတဲ့ဆိုတော့ကျွန်တော်ဒါလေးကိုစာကြည့်တိုက်တဲ့ကိုထည့်လိုက်တယ်နောက်တစ်ခုကကြတော့ဒါက Heritage ကမြန်မာ Heritage ကထုတ်တာစာအုပ်ပေါ့နော်ဒီစာအုပ်လေးလည်းကျွန်တော်ဖတ်တင်နေထင်လို့ဒါထည့်တာပါဘယ်သူမှတော့တောက်ဆိုတာမဟုတ်ဘူးလေနောက်ပြီးတော့ဆရာတင်မောင်မြင့်ရဲ့စာအုပ်ပါအတီနော်တက်တီပြောတာ sorry အတီတောင်ဖြစ်တယ်အဲ့တော့ဒီစာအုပ်လေးလည်းကျွန်တော်ထည့်ထားပါတယ်ဆရာတင်မောင်မြင့်ကိုကျွန်တော်ဒီစာအုပ်သိလို့လားဆိုတော့မဟုတ်ပါဘူးဒါပေမဲ့လည်းဆရာတင်မောင်မြင့်တို့ဘာသာပြန်တဲ့ဟာဆိုကျွန်တော်တို့ယုံကြည်မှုရှိရပါတော့ဥမာဆရာများတဲ့စာအုပ်တွေဆိုပေါ့အဲ့လိုသဘောမျိုးပါပဲအဲ့တော့ဒီစာအုပ်လေးလည်းကျွန်တော်စာကြည့်တိုင်းမှာထည့်ထားပါတယ်ဒါကတော့လူလူတော်မှာပေါ့နော်ဆီယမကြီးဒါလူလူတော်မှာပါလူလူတော်မှာကဒီစာအုပ်တော့ကျွန်တော်မဖတ်သေးပါဘူးဒါပေမဲ့ဒီလူလူတိုက်ထုတ်ပေါ့လေနော်လူလူတိုက်ထုတ်ကလူလူစာအုပ်တွေပေါ့လေအဲ့တော့ကျွန်တော်ဒါထည့်ထားပါတယ်ကျွန်တော်မှရှိတာ ਨੇ နော်ဒီဥစ္စာလေးရောပေါ့ဒါလူလူကနော်ဘွားဆက်ကုံစုစည်းမှုရဲ့ကြော်ရင်မြဒီစာအုပ်လေးလည်းကျွန်တော်ထည့်ထားတယ်နောက်တစ်ခုဟိုတနေ့တုန်းကမင်းလူဆရာမင်းလူရဲ့မင်းလူရဲ့စာအုပ်ပေါ့လေဒါကတော့ဆရာမင်းလူရဲ့စာအုပ်ပေါ့လေနော်ဆရာမင်းလူရဲ့စာအုပ်လေးဖတ်ချင်တယ်ထည့်ပြီးပါတကယ်ကျွန်တော်ဒီစာအုပ်တွေထည့်ပြီးထင်တာမထည့်ရသေးဘူးပေါ့နော်ကြည့်လိုက်တော့တကယ်သူတောင်းဆိုတာတော့ကန့်ကောင်နေပါကန့်ကောင်နေတောင်းဆိုတာပေါ့လေကန့်ကောင်နေလေးဖတ်ချင်လို့ထည့်ပေးပါအောင်နဲ့ဆိုတာ ਨੇ ကျွန်တော်ဆရာမင်းလူမထည့်ရသေးတဲ့စာအုပ်လေးနည်းနည်းကြည့်လိုက်တဲ့အခါမှာကျွန်တော်စီမှာလည်းရှိတဲ့ဟာလေးတွေကျွန်တော်ထည့်ပေးလိုက်တာပေါ့နော်ဒီ90လွမ်းအောင်ပဲကျွန်တော်တို့တက္ကသိုလ်ကဖတ်ခဲ့တဲ့စာအုပ်တွေပေါ့နောက်ပြီးတော့ဒီဘာသာပြန်နဲ့ဆိုရင်တော့ဒီနော်မောင်တာနိုးပေါ့နော်ဆရာမောင်တာနိုးစာအုပ်လေးကျွန်တော်စိုက်ကြိုက်ထဲမှာထည့်ထားပါတယ်
ဒီဟာလေးကတော့ရင်းမြစ်သူမန္တလေးသားအတွေးတဲ့ဒါကတော့တူးဝင်ကြီးမန္တလေးကတူးဝင်ကြီးလုပ်ခဲ့တဲ့သူနဲ့တူကျွန်တော်ပြောပါတယ်ဒီမှာစောင်းငားတဲ့လူတယောက်ကလေအဲဒီတော့ဒီစောင်းလေးကဒီသူတွေ့ကြုံရတဲ့ဟာလေးတွေကိုသူစောင်းပါလေးပေါ့နော်အဲ့ဒါလေးအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတွေ့ကြုံရတာလေးပေါ့နော်နောက်ကိုဗစ်ဖြတ်တန်းမှုတွေအဲ့ဒါလေးပေါ့နော်ထည့်ထားတာအဲ့တော့ကျွန်တော်ဒီစောင်းလေးကိုဒီစာကြည့်လိုက်မှာရှိသင့်တယ်လို့ထင်တာနဲ့ကျွန်တော်ထည့်ထားတာပေါ့နော်ဒီနောက်တောင်ရမလာခဲ့ဒီပုံညခေစာအုပ်ဒီကကြတော့လေအဲ့လိုပါပဲဒီငါဖတ်ချင်တယ်လို့ပေါ့နော်စာကြည့်လိုက်မှာဒီစာအုပ်လေးမရှိဘူးလားဆိုတော့ကျွန်တော်ရှိရပဲထင်နေတာနောက်စာကြည့်လိုက်စီးရင်လည်းရှိတော့ဒီစာအုပ်ကမရှိဘူးဖြစ်နေတယ်မရှိဘူးဖြစ်နေတာနဲ့ကျွန်တော်ဒါဒီစာကြည့်လိုက်တွေကိုထည့်ပေးလိုက်တာပေါ့နော်ဒါကတော့မင်းလူရဲ့အတွေ့လေးရဲ့ over ဂျုံတဲ့နော်ဒီဟာလေးဆရာမင်းလူစာအုပ်လေးတွေထည့်နေတယ်ကျွန်တော်ထည့်လိုက်တာပေါ့နော်နောက်တစ်ခုကတော့ဒီစာအုပ်ပါဒါကတော့ဟိုအရင်ကဝယ်ထားတာကြာပါပြီအိုးဝေးနော်ဒါလေးအဲ့ဒါလေးအခုမှပဲထည့်ပြတယ်ပေါ့လေအဲ့တော့ကျွန်တော်ရှိမှာဒီစာကြည့်လိုက်မှာတော့တည်ရတိုင်းပဲအခုဆိုရင်လည်းဒါစာအုပ်တွေတော်တော်လေးစုံလာပြီကျွန်တော်ကတော့ကြွားတယ်လို့ပဲပြောပါနောက်လည်းကြွားအောင်ပါပါလို့ဟောပေါ့လေစာအုပ်တွေအများကြီးထပ်ပြတယ်နောက်ပြီးတော့ဒီဖတ်တဲ့ထဲကတကယ်ဖတ်တဲ့လူတွေရှိရပေါ့လေနော်သူတို့လာပြီးသူတို့ကဒီစာအုပ်လေးထည့်ချင်ပါတယ်ဆိုတော့ကျွန်တော်အတန်းနိုင်ဆုံးထည့်ပေးတယ်အခုကတော့ကျွန်တော်ကစာအုပ်တွေထည့်နိုင်သွားပြီပေါ့လေနော်အရင်တော့ကတော့ကျွန်တော်ထည့်ဖို့ဈေးတွေကြီးတာနဲ့ဟိုချင့်ကျင်ရတာပေါ့ဗျာအခုကတော့ကျွန်တော်စာကြည့်တဲ့ကိုနိုင်နိုင်သွားပြီပေါ့ဗျာအဲ့လိုပဲပြောပါတော့အဲ့တော့အခုလည်းစင်တွေကထပ်တိုးအောင်မယ်ဘာလို့စာအုပ်တွေအများလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာစာကြည့်တိုင်းမှာစာအုပ်တွေဖတ်လို့ရပါဘူးเนาะတချို့ comment မှာလည်းမေးကြတာရှိပါတယ်ဒီထိုင်ဖတ်လို့ရလားပေါ့เนาะဒါပေမဲ့ကျွန်တော်ရဲ့ဆိုင်နေထားရကြတော့ဆိုင်ကလည်းနည်းနည်းလေးကျင်းတယ်လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့အဓိကတော့ဟိုစာအုပ်ရောင်းတဲ့ကိစ္စလည်းပါတာဟုတ်အဲ့တော့စာအုပ်ရောင်းတဲ့ကိစ္စလည်းပါတာဖြစ်တဲ့အတွက်ကြတော့ကျွန်တော်တို့ကစာအုပ်တွေကဟိုစာကြည့်တဲ့တကောဆိုတော့နေရာကတော့ကျင်းတာပေါ့နော်အဲကြောင့်ကျွန်တော်ဟိုစာကြည့်တဲ့မှာတော့အကြာကြီးထိုင်ပြီးတော့ဖတ်လို့တော့မရဘူးပေါ့နော်စာအုပ်တွေကိုကျွန်တော်ကတော့ဒီဟိုငါအေကိုပဲငါဝါပေါ့နော်စာကြည့်တဲ့ကက်နဲ့အေကိုငါဝါလို့ရတယ်ငါပြီးတော့ဒီဖတ်လို့ရတယ်ပေါ့နော်အဲတော့ကျွန်တော်တို့မဲဆောက်မှာဆိုရင်တော့စာအုပ်တွေလာရောက်ငါရဖတ်ရှုလို့ရပါတယ်အားလုံးကိုကျေးဇူးပါ